သူမျိုးသားကြီးသွားရိုက်တယ်တော့မှာအပေးတယ်မတွေ့မလားတွေ့မယ်တော့ပြရမယ်ကျွန်တော်နေကြအမထုံးရင်ရှော့မယ်ရှော့ဖို့ပေါ့လေအမေကြီးကြီးပဲအောက်ကမောင်မျိုးပြီးတော့ပြီးတော့ကျွန်တော်အမအောက်ကမောင်မျိုးအော်ဒါမှာလားဘယ်လိုရှော့ပြီးနေပြီဘယ်ရဒီလေဒီကတော့အမမနေ့ပြန်သွားရင်ဒီလေပြဿနာကဒီနေ့မကားပြီမနေ့ပြန်ကြအဲ့မမမိုးနေရဒုက္ခပါစီကတော့လို့ခင်ဗျားအဲ့လိုမလုပ်ပါနဲ့ခင်ဗျားအဲ့လိုလို့ကျွန်တော်ကြောက်လို့ခင်ဗျားအဲ့လိုကျွန်တော်ကြောက်တယ်အဲ့လိုလို့ကျွန်တော်တက်တာတကူတက်ရှင်းအောင်မလုပ်ပါနဲ့နည်းစီတော့ပါတော့မကောင်းပါဘူးကျွန်တော်နေကြဘန်းနေကျွန်တော်မနေ့ပြန်ဒီည live မှာဒီတော့စနေအားလုံးကြိုပြီးပြီးသေးချင်ပါတယ်ကျွန်တော်ဒီညနေရှုပ်ဒီညမေဒီညမေဟုတ်တယ်မနေ့လေး live မှာကျွန်တော်ဟာဘာမှပြောနေတော့ချစ်လိုက်တာကျွန်တော်ဒီတနိုင်ငံလုံးကရှိတဲ့မိသားစုတွေအားလုံးလည်းကြည့်လို့ရအောင်ကျွန်တော်show season ကိုဖြုတ်ပြီးတော့ opera ကြီးရဲ့ပြဆက်ကြီးနှစ်ပါးတော့ရေအဓိကဦးစားပေးကျွန်တော်ကပါမယ်ကျွန်တော်ဒီညမှာshow ကိုတော့ကျွန်တော်နောက်ဆုံးမှထားပြီးတော့အခြေရရင်လည်းပြောပြပါမယ်ကျွန်တော်ဒီကဇက်တွေနဲ့ပတ်သက်တဲ့ opera ကြီးရဲ့ပြဆက်ရဲ့နှစ်ပါးတော့ရေအဓိကဦးစားပေးပြီးတော့ကျွန်တော်ပြပါမယ်မိသားစုများလည်းဒီ on-ground မှာ item ပဲကြည့်ရပါမယ်တကယ် live ကြည့်နေတဲ့မိသားစုတွေ item ပဲကြည့်ရပါမယ်နော်ကျေးဇူးတင်ပါတယ်မတို့ show ကြည့်နေတာမလား show မလုပ်နဲ့ကျွန်တော်တို့အုံးပွဲမယ်21ဆို21အကိုမိုးတော့မရွာဘူးဟိုပန်းကြီးကတော်တော်ကြီးသွားပြီဗျပန်းကြီးကိုနှစ်ပုံကြီးတယ်လည်းပဲကျွန်တော်အချိန်ရရင် show နောက်ဆုံးမှဆိုပြပါမယ်တစ်ပိုင်းနဲ့နှစ်ကြောင်းကျေးဇူးတင်ပါတယ်โอเคကျွန်တော်အချိန်ကြီးရတော့ဆိုအောင်နေကြပန်းလေးလိုပဲနေရပါနိုင်ပါသေးထောင်ကကျောင်းမိသားစုတွေတောက်ပါပါစေလို့ဆုတောင်းပေးတယ်ကျွန်တော်ဝင်ပြီးတော့ကျွန်တော်ကိုကိုနဲ့တူတူကြက်ကြနေနိုင်ပါသေးအားလုံးပဲကျွန်ဒီမလေးတွေရောကျွန်တော်မလေးရောဒီဂျပန်လေးတွေပဲကြာခံနိုင်ပါသေးဘလို့တော့ဘာတော့မဟုတ်လေဘာဖြစ်ဖြစ်ဘဝမှာကြာခံနိုင်ပါဘဝရဲ့အခက်ခဲတွေကြုံလာမဲ့လောကဓာတ်တွေသူကအလုံးတွေကိုပြန်ပြီးမဖြစ်သူများပြောနေရတယ်ကျွန်တော်အကူကပြောချင်တာအကူကဒဲမသွားတယ်ဘုကဝေးပြီးတော့သူတို့ဘယ်လိုပြောမလဲဆိုတော့ဥပမာပေးချင်တယ်လို့ဝေးလို့လည်းဒုက္ခရောက်တယ်မတို့မကျင်တာအဲ့လိုဒုက္ခရောက်အကိုကြခံနိုင်တာကြာမခံနိုင်ပါဘူးခင်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်ဒီကကျွန်တော်အမနဲ့ဒီလိုချင်းလေးတစ်ပုတ်ဆိုပေးချင်ပါတယ်โอเคနောက်တန်းကြီးပြန်ဟုတ်ကဲ့ကိုကြီးပြန်နားလေးတော့လိုက်ခဲ့မယ်နော်ကျွန်တော်တရောလေးနဲ့ရပါကြာပါအဲ့လိုလုပ်ချင်တာအရွက်ကပြောင်းနေ